ယနေ့သာသနာတော်နှစ်2550ပြည့်နှစ်ကောဇာတက္ကရာ1369ခုတကူလဇန်14ရက်2009ခုနှစ်3လပိုင်း31ရက်နေ့ညကျေးဇူးတော်အရှင်ဧကမဟာပန်းစင်လျက်မြုံမိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့နှင့်တကွဧသာယာမြို့နယ်နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောမုဂ္ဂဝိပဿနာအထူးအလုပ်ပေးတရားပွဲသတ္တမညတရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနားလည်လာနိုင်ကြပါစေနားရအတိုင်းလည်းသိကြပါစေသိတဲ့အတိုင်းလည်းဒီဘဝဒီခန္ဓာမစွန့်ကြခင်သန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆတ်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောသန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆတ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့နာယူမှတ်သားသိရှိခဲ့ကြတဲ့အရိယသစ္စာဓမ္မတွေကိုမမေ့မလျော့မပေါ့ဆတဲ့သတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီခန္ဓာမစွန့်ခင်ကလေးမှာကိုယ်ဒုက္ခကိုလက်ဆသိမ့်နိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ဘု து ဒုက္ခဘု து သိမ့်ရဒါလေးမှတ်ထားဘု து ဒုက္ခဘု து သိမ့်ရမယ်ဘု து ဒုက္ခဘု து သိမ့်ရဒါလေးမှတ်ထားဘု து ဒုက္ခဘု து သိမ့်ရမယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလေဦးဇင်းတို့သူတော်ကောင်းတို့ကိုအမတ္တမကရုဏာကြီးရှာလွန်းလို့45ပါးသောကာလအတွင်းမှာချိန်ပေါင်းများစွာမှာရှာတဲ့စကားတစ်ခွန်းကဇာယထဘိက္ခဝေမာပမာဒဋ္ဌပစ္စာဝိပရိသာရိနောအဟုဝဋ္ဌဘိက္ခဝေငါဤจิตသားတပည့်များတို့ဇာယထဝိပဿနာရှုကြဘာရှုရပစ္စာသေယာညောင်ဆောင်လျောင်းဆက်တဲ့အခါကျမှဦးဇင်းတို့သူတော်ကောင်းတို့ဒီထဲမှာမသိမဲ့လူပါသလားဒါဖြင့်အချိန်တန်ရင်ဒီသေမင်းနဲ့ရင်ဆိုင်ရမယ်ဆိုတာမသိကြဘူးလားအဲ့လိုသေမင်းနဲ့စစ်ခင်းရတဲ့သေယာညောင်ဆောင်လျောင်းဆက်တဲ့အခါကျမှဝိပရိသာရိနောငါတော့ဖြင့်အနေဆိုးနဲ့နေခဲ့လို့အသေးဆိုးနဲ့သေရတော့မှာပါလားလို့နှလုံးမသာယာခြင်းဖြစ်ကြကုန်သည်တဲ့မာအဟုဝဋ္ဌမဖြစ်ကြစေနဲ့ဆိုတော့သေကံဒီမှဝမ်းနဲ့ပက်လက်မဖြစ်စေနဲ့လို့ဘုရားမှာဘုရားမှာတဲ့ဘိက္ခဝေငါဤจิตသားတပည့်များသောဇာယထဘာရှုရမဝိပဿနာရှုကြဘာရှုရမ
ဝိပဿနာရှုကြဆိုတော့ဝိဆိုတာအထုပတ္တဆိုတာရှုတာဝိဆိုတာကပတ္တဆိုတာကအထူးရှုရမယ်တဲ့ဘာကိုအထူးရှုမလဲဝိပဿနာကဘာကိုအထူးရှုမှာခန္ဓာကိုရှုရဘာလဲလဲဒီတော့အလုံးဘသူအကြောင်းဘသူသိရဟိုလူကြည်ညိုတယ်ဒီလူကြည်ညိုတယ်ဟိုဘုန်းကြီးကြည်ညိုတယ်ဒီဘုန်းကြီးကြည်ညိုတယ်နဲ့လိုက်ပြီးတော့ကြည်ညိုနေရမယ်အစားဘသူကိုဘသူကြည်ညိုအောင်လုပ်ရတကယ်တော့ကိုယ်သမိုင်းကိုရေးရမှာပါအနေတက်မှာပါဖြစ်အခုနေစဉ်အခါတုန်းကမှန်ကန်ဖြောင်းမတ်တရားနီလာအတိုင်းမနေနိုင်ရင်သေတဲ့အခါဖြောင်းနိုင်မှာပြီးတော့ပိစ္ဆာသေယညောင်ဆောင်လျောင်းဆက်တဲ့အခါမှလို့ဘုရားကဘာလို့ပြောသလဲလို့ဆိုရင်ဦးဇင်းတို့သူတော်ကောင်းတို့ပုထုဇဉ်တွေမှာသေတော့မယ်လို့ဆိုရင်နမိတ်တွေထင်လားဘာတွေထင်လားကမ္မနမိတ်ဂတိနမိတ်၃မျိုးထင်ဘယ်နှမျိုးထင်လဲကံနမိတ်ကမ္မနမိတ်ဂတိနမိတ်နမိတ်ဘယ်နှမျိုးလဲကံနမိတ်ဆိုတာမိမိပြုတော့ကအလူလုတ်တော့ကသင်္ကန်းလေးကပ်လိုက်တဲ့သင်္ကန်းကပ်နေတဲ့ပုံအာနွားသရဲ့နွားသနေတဲ့ပုံကုသိုလ်နမိတ်အကုသိုလ်နမိတ်ပြုနေတော့ကကံနမိတ်ကမ္မပြုပြီးသွားတဲ့အချိန်နွားသတဲ့သပိသနဝအသားပုံအယိုးပုံပုံထားတဲ့ကမ္မပြုပြီးရဲ့အချိန်မှာအလူလဲဒီတိုင်းပဲအလူလူပြီးသွားပြီးသားလေးရှင်ပြုတဲ့ကြောင်းဆောက်တဲ့ဆောက်ပြီးသားကြောင်းလေးပြန်ကြည့်နေတဲ့ကမ္မနမိတ်အဲ့ဒီလိုနမိတ်တွေရဲ့နောက်ဆုံးတစ်ခုကဂတိနမိတ်ဗါတယ်လေဂတိနမိတ်ဆိုတာကဒီကံကမ္မနမိတ်ဂတိနမိတ်တွေလာပြီးရင်သူတော်ကောင်းတို့ဘာလာမလဲဆိုသုတိစိတ်လာလိမ့်ဘာလာလိမ့်မလဲသုတိစိတ်ဆိုတာဒီဘဝအတွက်နောက်ဆုံးစိတ်ဒီဘဝအတွက်ဘာလဲနောက်ဆုံးသုတိဆိုတာသေတာသုတိဆိုတာဘာလဲသေပြီးသုတိပြီးရင်ဘာလာမလဲဆိုတော့ပရိသေတွေလာသုတိပြီးဘာလာမလဲပရိသေတွေဆိုတာနောင်တဖန်ပြန်ဖြစ်တဲ့စိတ်နောက်ဘဝပေါ့ဗျာဒါပေမဲ့အဲ့ဒီနောက်ဘဝသုတိနဲ့ပရိသေတွေဘလောက်ဝေးတုံးဆိုတော့အနန္တရပစ္စယေနပစ္စယောတဲ့အခြားမရှိဘူးဟမ်9 ရက်လောက်များနားသေးလားအိမ်ကနေ9 ရက်ပြည့်မှရက်လည်ပြီးမှထွက်သွားတာလို့ဟမ်ဒီလိုရှိသလားတချို့ကအိမ်သားတင်ဝဲနေတာတဲ့အိမ်ဝဲကျင်တော့ဝဲလိုက်မယ်ဒါပေမဲ့ဒီလူလာဝဲတာတော့မဟုတ်ဘူးပိတ်တာလာဝဲတာရှင်းလားတချို့ကအဖေကြီးမေကြီးသေးလို့အဖေမေသေးလို့အိမ်မှာမနေရဘူးတဲ့ချွတ်ချောက်အတန်ကြားလို့ဆိုအေးသေးကြတဲ့အဲ့ဒါမင်းဖေမင်းမေပိတ်တာဖြစ်နေပြီရှင်းလားရှင်းရသလားမှတ်ထားသုတိပရိသေတွေ9 ရက်များနေသေးလားရက်ချသလားတခါဒီစိတ်ကဟိုဘက်စိတ်ကိုပြောင်းသွားတာလားပြောင်းတာလေဟုတ်ပရိသေတွေဆိုတာအကြောင်းအကျိုးဆက်ပြီးတော့တဖန်ပြန်ဖြစ်တယ်ရှင်းတယ်နော်အဲ့ဒီမှာနောက်ထပ်လာမဲ့ဘဝကုသိုလ်အောင်တို့တန်တရားစကန်းတတ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေမှာငရဲသွားမဲ့လူတွေကငရဲမီးမြင်လာတယ်ဗာမြင်လာခွေးနဲ့ကြီးတွေလာဆွဲတယ်ကဲပါအောင်ယူပါအောင်နဲ့သေဂာနီးမှာအော်ကအင်္ဂါဖြစ်နေရင်တော့ဒါသိကြပြီဘယ်သွားတော့မှလဲဒေဟိုသွားတော့မှဘယ်သွားတော့မှလဲဟုတ်ပြီဒီလုံးမမဟုတ်ဘဲနဲ့ရေလေးငတ်လို့ရေပေးပါအောင်တချို့သေဂာနီးမှာဦးဇင်းတို့လက်ပေါက်သေးတဲ့မသားတော့မနေတော့ပါဘူးရှာလေးတိတိထုတ်3 ခါလောက်ရှာထုတ်ပြီးရင်သေပြီအဲ့ဒါသိကြတဲ့ပိတ်တာရှင်းလားငွေတို့ပေးစားတဲ့လူကတော့ပိတ်တာဖြစ်ဖို့များတယ်သိကြသလားမှတ်တာပိတ်တာတော့ဆိုတက်တာတွေကငွေတို့သမားကတော့ဒေဝုန်းသွားဖို့အများဆုံးပဲနော်သူများခေါင်းပုံဖြတ်စားတာဟုတ်အဲ့တော့ရှိသေးဒါသဘောလောက်ကြုံတုံးပြောတာပါဘယ်သူကမှမနာလို့ပြောတာမဟုတ်ဘူးတကယ်ဓမ္မလမ်းစဉ်ကိုသတိပေးခဲ့တာအစဉ်ပြေသလိုကိုယ့်ကိုကြည့်လို့ကြရှင်းလားကိုယ်သဘောနဲ့ကိုယ်ပဲဦးဇင်းတို့ကဓမ္မလမ်းကြောင်းဘုရားပြောတဲ့အတိုင်းပြောသွားမှာပဲယုံရင်လို့ယုံရင်ရှောင်မယုံရင်သဘောပဲကျင်တတ်လားကောင်းပြီ
အဲ့ဒီမှာရှားလေးတစ်လင်းနဲ့ရင်ငတ်တယ်6ကြားကြီးတွေမြင်နေတယ်6ကြီးတွေကြားကြီးတွေမြင်နေရင်ဒါပါလဲဆိုတော့ပိဋ္ဌာရှင်းလားအဲ့တော့နမိတ်မမြင်မဲနဲ့ဘယ်သတ္တဝါမှမသိဘူးရှင်းလားယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကျတော့နိဗ္ဗာန်ဆိုတဲ့နမိတ်နဲ့အာယုံပြုပြီးတော့ပြိဋိဘံစံသွားတယ်ကျန်တဲ့သတ္တဝါအလုံးမှာသွားရမယ့်နမိတ်လူဖြစ်မယ်ဆိုရင်အမေဝမ်းပြင်ရဲကြီးမြင်နေရရှင်းသလားငရဲမီးလို့ပူလောင်တဲ့အပူတော်မဟုတ်ဘူးဒါပဲမပါတဲ့ဝမ်းပြင်နီကြီးဒါပေမဲ့ဝမ်းပြင်နီကြီးဖြစ်လို့လဲစိတ်နှလုံးဒုံမချတဲ့တိုင်ကုန်လူဝမ်းပိုက်မဟုတ်ဘဲနဲ့ခွေးဝမ်းပိုက်ဖြစ်နေပဲလို့ရှင်းသလားဒါပေမဲ့နမိတ်မမြင်မဲ့သေတဲ့တ attva ဘယ်လောက်မြန်သေသွားတယ်တချို့ကများရှင်ဗျာတဲ့ဓမ္မကြီးတယောက်မနေ့ကရှိသေးတယ်ကိုနေ့လည်းဆုံးသွားပြီတဲ့ငါမူးလိုက်တာပြီးဆိုပြီးတော့အသက်မရှိတော့ဘူးတဲ့အဲ့တော့ကောင်းလိုက်တာတဲ့ဘာမှမခံစားလိုက်ရဘူးတပည့်တော်တို့အဲ့လိုများသေရရင်ကောင်းပါလေဆိုတော့အဲ့လိုသေတဲ့လူတိုင်းဓမ္မကြီးရေလို့တေဩသွားကုန်ပြီရှင်းလားလူတယောက်ကိုသေစေနိုင်လောက်တဲ့ဝေဒနာဟာသက်တောင့်သက်တာဖြစ်နိုင်သလားရုပ်တရက်ကြီးဖြတ်ခနဲ့သေရရင်ပိုဆိုးတယ်ကဲကားတစ်စင်းကိုပြေးနေတော့ဖြည်းဖြည်းအရှိန်လျှော့ပြီးပရိဥဒ္ဒါနဲ့အရှိန်နဲ့သွားနေတော့ရုပ်တရက်ပရိဥဒ္ဒါဘယ်ဟာပို့ပြီးတော့အားပြင်းတယ်ရုပ်တရက်ပရိဥဒ္ဒါကဒီတိုင်းပဲခင်ဗျားတို့ခန္ဓာကိုယ်ယန္တရားကြီးလေပတ်နေတော့ဖြတ်ခနဲ့ရအောင်လုပ်မဲ့ဝေဒနာဟာသက်တောင့်သက်တာဖြစ်နိုင်တယ်လားအခု15မိနစ်ထိုင်ရတာတော့သက်သာသလားအဲ့ဒီထက်များစွာဆိုးတဲ့ဝေဒနာကြီးကိုအမလေးမူတာဆိုတော့အဲ့ဒီမှာအမလေးဆိုကြတဲ့ဒေါသလာဘူးမလေးဆိုကြပါလေဒေါသနဲ့သိရင်တေအိုးတန်းနေတာပဲရှင်းသလားအဲ့တော့ရမ်းပြီးတော့မြန်သေတိုင်းလဲကောင်းတယ်မမှတ်ပါနဲ့ရှင်းသလားရှင်းတဲ့ကောင်ကိုဟောလို့ဖြတ်ခနဲ့ရတဲ့တန်းတဲ့ကောင်ကိုဖြစ်ခနဲ့တုတ်လိုက်ဟုတ်ပြီနော်အချိန်ဘာမှမကြောက်ဒါပေမဲ့အဲ့ဒီအချိန်ကလေးမှာအဲ့ဒီသေသွားတဲ့တတ္တဝါသွားရမယ့်နမိတ်မြင်ပြီးမှသိရတယ်ရှင်းလားအဲ့တော့ကိုပြုတ်ထားတဲ့အမှုနဲ့ကိုရင်ဆိုင်ရလိမ့်မယ်ဆိုတာခုတ်ကြရမှတ်ထားပါဘယ်သူမှရှောင်လွဲလို့ဘယ်သူကမှလာပြီးတော့မကယ်နိုင်ဘူးတကယ်ကယ်ရင်ကိုညံကပဲကိုကယ်နိုင်တယ်ဒါကြောင့်မို့အခုကလေးကပြင်ဆင်ထားကြဖို့မလိုဘူးလားဘုရားကသေကံနီးကြမှကဲပါယူပါဩမနေကြနဲ့တဲ့အခုကလေးကဘာလုပ်ရဝိပဿနာလုပ်ကြဘာလုပ်ကြဝိပဿနာလုပ်ဆိုကိုစစ်ဆေးကြည့်တော့ရုပ်ကောမြဲသလားနာမ်ကောမြဲသလားကိုရုပ်ကိုပိုင်သလားကိုစိတ်ကိုရောကိုမှမပိုင်ရင်ဘာပိုင်သလဲရှင်းသလားဒါပေမဲ့ခင်ဗျားတို့ကမပိုင်ဘူးလို့ယူဆထားသလားပိုင်တယ်ယူဆထားတယ်ဒါကြောင့်မို့လို့နေ့စဉ်နဲ့မြတရားအထုတ်ဖို့ဖြောင်းမလုပ်နိုင်ဘူးတရားထိုင်ဖို့တရားရိပ်သာသွားဖို့တရားနာဖို့ဖြောင်းလုပ်နိုင်သလားအဲ့ဒါမလုပ်နိုင်တော့ဘာကြောင့်လဲဆိုတော့ဟိုမှာတာရေးသမီးစီးပွားရေးတွေမရှိဘူးလားတောင်းတမှုတွေနဲ့အချိန်ကိုကြောင်းကြမှုနဲ့အချိန်ကိုရှင်းသလားခင်ဗျားတို့ကျုပ်တို့လောကကြီးကိုဖွဲ့စည်းထားတာကတောင်းတမှုနဲ့ကြောင်းကြမှုပြန်ပြောရှင်းတယ်နော်ဒါကြောင့်ခင်ဗျားတို့ဘာလို့တောင်းတနေကြတာကြောင်းကြမှုရောမရှိဘူးလားဘာလို့ကြောင်းကြတာလဲမတာအချိန်ကလည်းနေပြီဒေဝဒုတာကလည်းပြီးအောင်နော်ဒီနေ့ယမမင်းစိတ်ခန်းကိုဟောခဲ့မှာဒီနေ့ကလည်းနောက်ဆုံးနေ့ဖြစ်နေအဲ့တော့ဦးစင်းကပဲပြောလိုက်အလုံးမှတ်သားထားမကြည်နိုင်ရင်နောက်တစ်ခါဆုံမှပဲပြဿနာလုပ်တော့ပေါ့ဗျာနော်အဲ့တော့ဦးစင်းကတော့လမ်းကြောင်းတိုင်းဘုရားကလောကကြီးကိုတိဆောက်ထားတာတောင်းတမှုနဲ့ကြောင်းကြမှာအဲ့ဒါကိုဦးစင်းကိုယ်တိုင်ပဲအဖြေထုတ်ထားပါဘာလို့တောင်းတနေကြသလဲလို့မေးရင်ပိုင်မယ်ထင်လို့တောင်းတဘာဖြစ်လဲ will receive အင်္ဂလိပ်လို့ဆိုငါရလိမ့်မယ်လို့ထင်တာရှင်းသလားပိုင်လိမ့်မယ်ထင်လို့ဘာဖြစ်လဲတောင်းတတာကြောင်းကြတာကြတော့ဆိုင်တယ်ထင်လို့ကြောင်းကြဘာဖြစ်လဲငါနဲ့ဆိုင်တယ်ထင်လို့ငါသားထင်လို့ငါသမီးထင်လို့ငါပစ္စည်းထင်လို့ဘာဖြစ်လားကြောင်းကြတာဒီတော့ပ
ပိုင်မယ်ထင်လို့တောင်းတတယ်ပြောဆိုင်တယ်ထင်လို့ကြောင်းကြတယ်ပြန်ပြောပါပိုင်မယ်ထင်လို့တောင်းတတယ်ဆိုင်တယ်ထင်လို့ကြောင်းကြတယ်နောက်တစ်ခေါက်ပိုင်မယ်ထင်လို့ကိုနဲ့ဆိုင်တယ်ထင်လို့ကြောင်းကြတယ်ဒါငါသားငါသမီးသားမဟုတ်ဘူးဆိုရင်ကြောင်းကြမှုကိုဟိုတနေ့ကကားမောက်သွားတာတဲ့ဘယ်နှယောက်သေးတယ်ဟုတ်လားဩကျွတ်ပြီးကိုမျိုးခကြီးမှမသွားပဲဟုတ်ကိုမျိုးတွေကခကြီးသွားဟင်ဘယ်ကားနဲ့လို့ဘယ်ချိန်ကားတယ်လဲမလားဘူးလားဆိုင်တယ်ထင်လို့ပိုင်မယ်ထင်လို့ရှင်းသလားဒါဖြင့်အဲ့ဒီတောင်းတမှုကြောင်းကြမှုနောက်လိုက်နေရင်သေကနီးကြရင်တော့ရင်ဆိုင်ရတော့မယ်ရှင်းသလားအဲ့ဒီမှာဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒီအရေးတွေမြင်လို့သာဝတိပိဇေတဝန်ကျောင်းတော်မှာယဟန်တော်တွေကိုဒေဝဒုတသုံးလို့ခေါ်လိုက်။ဘာလဲလဲ။ဘေးသက်၄ပါးအစုံလင်းနဲ့ဘုရားတဆူမှာဒီဒေဝဒုတသုံးဆိုတာတစ်ချိန်ဟောကိုဟောရဘယ်သူတောင်းပန်လို့မှဟောတာမဟုတ်ဘူးဘုရားရှင်တို့ဓမ္မရာယဟောရမှာမို့လို့ကိုအဲ့ဒီမှာလည်းပရိသတ်ပေါင်းများစွာလူနာပြမာတွေသိမ့်သန်းခရေချီပြီးတော့အဲ့ဒီသုတ်တော်ကိုနာကြပရိသတ်၄ပါးယဟန်မဥပါဒကမအကုန်လုံးပြည့်စုံနော်တရားနာပရိသတ်အများကြီးထဲမှာဘုရားကဘယ်သူကမှမတောင်းပန်ပဲနဲ့ဘုရားရှင်တို့ရဲ့ဓမ္မရာအတိုင်းဒေဝဒုတသုတ်ခြေသားတို့ခြေသမီးတို့ဒီနေ့ငါမင်းတို့ဒေဝဒုတသုတ်ဟောမယ်လို့ကြေညာပြီးဟောတယ်ရှင်းတယ်နော်အဲ့တော့မြန်မာလိုပြန်ရင်ဒေဝဆိုတာနတ်ဒုတဆိုတာတမန်နတ်တို့ရဲ့တမန်တနည်းအားဖြင့်ယမမင်းစစ်ခန်းလို့ခေါ်တယ်ဗါတယ်လေဦးဇင်းတို့သူတော်ကောင်းတို့မှာကံကြီး၅ပါးဆိုတာသိသလားအမိတတ်တဲ့ကံအဖတတ်တဲ့ကံဖယားကိုသွေးစိမ့်တဲ့အောင်လုပ်တဲ့ကံယဟန္တာတတ်တဲ့ကံတန်ခါသင်ခွဲတဲ့ကံဘယ်နှပါလဲအဲ့ဒီပြင်စန္ဒန္တိယကံကြီးအဲ့ဒါလိုကံထိုက်ထားတဲ့လူကတော့သေချာပေါက်ပဲသွားမှာအဲ့ဒါကြတော့လမ်းမှာမှတ်တိုင်မရှိဘူးဘယ်သူမှမစစ်တော့ဘူးလိုင်စင်အပြည့်ရပြီးသားမှတ်ပုံတင်ပြည်ကျောင်းဆောက်တော့ဗာဖြစ်လဲနတ်ပြည်ကိုဘုံပေါက်အဲ့ဒါလို့ကုသိုလ်ကောင်းမှုစင်စင်ကြဲကြဲပြုထားတဲ့ပုဂ္ဂိုလ်တွေကြတော့လေနတ်ပြည်ဗြဟ္မပြည်ကိုသူကံအလျောက်လမ်းမှာဖြစ်တဲ့အတွက်လမ်းမှာစစ်เสียမလိုဘူးအဲ့တော့လမ်းမှာစစ်တယ်ဆိုတာကတောင်မရောက်မြောက်မရောက်ကန်းကုံအောင်မိုက်သလားဆိုတော့လေမိုက်ဘူးကန်းကုံအောင်ကောင်းသလားဆိုတော့လေဘယ်လိုလူမျိုးတွေထင်တော့ပြုပဲရောတဲ့ကံတွေဟိုမရောက်အဲ့ဒါဘယ်လိုလူမျိုးတွေထင်တော့တပည့်တော်တို့ပဲလို့ပြောလိုက်နော်ဒီလောက်ကြားနေတာအလုံးရှုပ်ဘယ်သူတွေထင်တော့ခုခင်ဗျားတို့ပြင်စန္ဒန္တိယကံကျွလွန်ဘူးလားနိဗ္ဗာန်ရောက်လောက်အောင်ကုသိုလ်လုပ်ပြီးပြီလားအဲ့ဒီလောလေတွေတွေ့ကိုတွေ့မှနေမှာယမမင်းနဲ့ရှင်းသလားအဲ့ဒါကြောင့်ဒီသုတ်ကိုဟောတာအားလိုက်ကြတာနော်ဘယ်လိုလူမျိုးတွေပြောတယ်ထင်လို့ပြန်ပြောဘယ်လိုလူမျိုးတွေပြောတယ်ထင်လို့ချက်ချင်းငရေရောက်နိုင်တဲ့ကံမျိုးလဲမရှိဘူးမိဘစော်ကားဘူးရင်တော့သွားမှာပေါ့ဟုတ်ပြီနော်မိဘကိုစော်ကားတယ်ဆရာသမားကိုစော်ကားတယ်မိဘကိုမထိမ်မဲ့မြင်ပြုတယ်သားသမီးဆရာသမားကိုမထိမ်မဲ့မြင်ပြုတယ်ခုကျောင်းသားတွေခုခေတ်ကျောင်းသားတွေသတိထားပါကိုယ်ကိုတရားတစ်လုံးစကားတစ်လုံးစာတစ်လုံးသင်ဘူးရင်အဲ့ဒါဆရာပဲရှင်းသလားအဲ့ဒီဆရာကိုနှုတ်နဲ့လည်းမစော်ကားရဘူးစိတ်နဲ့လည်းမစော်ကားရဘူးကိုယ်နဲ့လည်းခုခေတ်ကတော့ဆရာမတောင်ဓာတ်နဲ့ထုံးနိုင်တဲ့လူတွေတော်တော်လူတွေတော့မဟုတ်ဘူးရှင်းသလားမန္တလေးမှာခိုးချတာဖမ်းလို့တဲ့ဓာတ်နဲ့ထိုးတယ်ဟုတ်ပြီနော်အဲ့ဒါလည်းကလေးတွေကြီးပဲပြစ်တင်လို့တော့မရပါဘူးဆရာမတွေလည်းအသုံးမကျလို့နေမှာပေါ့ရှင်းလားဒီခန်းခန်းနဲ့စေတနာသုံးတန်ပြတာမိသိရင်ဘယ်သူမှမစော်ကားရဘူး
ပါတိတ်ပေးရင်တစ်မျိုးမပေးရင်တစ်မျိုးဆိုရင်တော့တွယ်မှာပဲရှင်းလားဒါပဲသူမင်္ဂလာလမ်းမှန်ကိုပဲကြည့်တယ်ဘယ်တော့မှတစ်ဖက်သားမကြည့်ဘူးကလေးတွေဘာလို့ရိုင်းကုန်တယ်လဲဆိုဆရာမနဲ့မိဘလိုလို့ရိုင်းတာရှင်းတယ်နော်အခုလဲသူတော်ကောင်းတို့အသိပညာတွေဘာလို့နှိမ့်ချကုန်တယ်လဲဆိုကျုပ်တို့ဘုန်းကြီးတွေလိုနေလို့ရှင်းတယ်နော်သာသနာပြုပုဂ္ဂိုလ်ကသာသနာနဲ့လျော်တဲ့အဆုံးအမကိုအပြည့်အဝမပေးရင်ရိုင်းပါပဲရှင်းသလားအဲ့တော့ဥဒုမင်္ဂလာကတော့ကိုယ်နိုင်သလောက်တာဝန်ထမ်းရွက်ခဲ့ပါပြီအဲ့တော့ဒီမျိုးမှာဘယ်သူဟောသွားသလဲဥဒုမင်္ဂလာဟောသွားတယ်ရိုင်းမြဲရိုင်းနေကြမယ်မိုက်မြဲမိုက်နေကြမယ်ဆိုရင်တော့ဥဒုမင်္ဂလာကနောင်များတော့စောဒီပါပဲလို့သဘောပါသလားဟုတ်ဆိုတော့တပည့်မကောင်းရင်ဆရာကောင်းလာတော့မှမျက်နှာလဲပူလာပါဘူးအမှန်တန်နာမည်ကြီးတဲ့တေဦးဘုန်းကြီးပါဟုတ်ပြီနော်ကျောင်းမှာဝါရင်း3လသင်ပါတယ်ခင်ဗျားတို့က9ရက်ထဲသင်တာကိစ္စမရှိဘူးမိုက်တာမိုက်3လဟိုမှာသင်ပေးတဲ့စခန်းဝင်သွားတဲ့လူတွေအိမ်ပြန်ရောက်ရင်တိုင်စာရောက်လာပြီဘုန်းကြီးတွေပဲတဲ့3လစခန်းပြန်လာမှပိုဆိုးလာတယ်ဖရာအဲ့လိုနာမည်ကြီးတာကဲဒီတော့9ရက်ဆိုတော့တို့စိုးတဲ့မစိုးတဲ့ဒါပဲသာသမီကလည်းသာသမီအားလုံးကလည်းသာသမီလိမ်မာဖြစ်အောင်ကြိုးစားကြပါမိဘအားလုံးကလည်းမိဘဂုံနဲ့ညီအောင်ကြိုးစားကြပါမိဘတိုင်းဟာတစ်ချိန်ကသာသမီပါပဲရှင်းလားအဲ့တော့ a good leader must first of all be a good follower ဆရာကောင်းဖြစ်ဖို့ဆိုရင်တပည့်ကောင်းတစ်ယောက်အရင်ဖြစ်ဖို့လိုပါတယ်မိဘကောင်းဖြစ်ဖို့ဆိုရင်လည်းသာသမီကောင်းတစ်ယောက်ဖြစ်ဖို့လိုပါတယ် a good leader must first of all ဆရာကောင်းကောင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာတဲ့ be a good follower နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့လိုတယ်ရှင်းသလားအဲ့တော့ဒါလေးတွေအားလုံးအကဒီ lesson ကမ်းပြီးတော့အသီးသီးကိုစီကိုငတ်ပြင်ကြဖို့မလိုဘူးလားသူတို့မကောင်းတာလို့လက်ညှိုးထိုးနေမဲ့စားဘသူကိုဘသူပြင်ရဘသူမကောင်းတာအရင်သိရအကြောင်းကောင်းမှအနေတက်မှကဲသေခြင်းသို့သေသူတွေဘလို့သေကြတယ်ကြည့်ကြစို့ရှင်းတယ်နော်အဲ့ဒီမှာပြေဇာနာနိယကံဆိုတဲ့ကံကြီးတွေလည်းမထိုက်ထားငရဲကနေကယ်တင်နိုင်လောက်တဲ့ကုသိုလ်ကောင်းမှုလည်းလုံလောက်မရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်သူနဲ့တွေ့မလဲလို့ဆိုရင်ယမမင်းနဲ့တွေ့ရဘယ်သူနဲ့တွေ့ရမလဲအဲ့တော့ယမမင်းဆိုတာနတ်တို့ရဲ့တမန်ဒေဝဒုတလို့ဘာလို့ပြောရသလဲဆိုတော့ယမမင်းဟာသူတော်ကောင်းတို့ဦးဇင်းတို့ကိုငရဲကိုဆွဲချမလို့မေးတာမဟုတ်ဘူးတဲ့လမ်းကနေစောင့်ပြီးတော့ခမည်းတော်ကိုစစ်ဆေးတာကကယ်ခြင်းလို့တယ်ဗျဘာဖြစ်ခြင်းလို့အခုတောင်မို့လို့အလူတန်းလုပ်ပြီးအမြဝေတဲ့ခါကျတော့ငရဲတို့သနင်းယမမင်းတဲ့လက်ထိုးထားတာနော်ဟိုရောက်ရင်အမြဝေဘူးတယ်လေအော်အေးအဲ့ဒါဆိုသွားမယ်တိရစ္ဆာန်ဘုံသွားဟုတ်တယ်လေငရဲမကြအောင်တော့သူလှုပ်လိုက်မှာပဲအဲ့တော့လက်ထိုးတဲ့ပုံမူတည်တာပေါ့ဗျာသဘောပါလားအဲ့တော့အမြဝေရတယ်ဆိုတာ तू ကလူတို့ရဲ့ကုသိုလ်ကောင်းမှုကိုအမြဲတမ်းအမြတမ်းခံယူတယ်မကြတဲ့ငရဲကိုမရောက်တဲ့ပုဂ္ဂိုလ်တွေမရောက်ရအောင်လမ်းကနေကယ်ခြင်းလို့မေးမှာဟုတ်ပြီနော်အဲ့တော့အခုယမမင်းစစ်တယ်ဆိုတာလူရှင်တော်တွေပြောသလိုငရဲဆွဲချမလို့တောင်ရောက်မြောက်ရောက်မေးမှာလားကယ်ခြင်းလို့မေးမှာလားဒါလေးတော့မှတ်ထားခုခင်ဗျားတို့ကဒီယမမင်းကလွတ်အောင်ဝိပဿနာဉာဏ်တွေနဲ့မဲ့ဉာဏ်ဘုံဉာဏ်တွေရောရထားပြီလားမရသေးလည်းမသိကြသေးဘူးနော်တဲအိုးတောက်လျှောက်သွားလောက်တဲ့အကုသိုလ်မျိုးကိုလုပ်ပြီးပြီလားဒါဖြင့်ဒါယမမင်းနဲ့တော့တွေးတော့မှာပဲအဲ့တော့အခုကတည်းကမေခွန်းလေးတွေကြိုပြီးတော့ကျူရှင်ပေးလိုက်တယ်သဘောပါလားအဲ့တော့ယမမင်းကမေးတော့မယ်ကြည်နားထောင်သူရှိရောက်လာတော့ဩအမောင်လူသားရောက်လာပြီကိုတဲ့အမောင်လူသားလူပေါင်းလူလောကမှာနေတော့ကသင်ဟာမေမေရောပေါ်ဆိုတာများနေခဲ့သလားတဲ့မမေ့မရော့မပေါ်မဆပဲနေခဲ့သလားဆိုတာငါမေးမယ်တဲ့အမောင်လူသားမှန်ရာဖြေသမ်းပါဆိုပြီးတော့သူရှိရောက်လာတဲ့လူသားကိုဘယ်သူကစစ်မှာ
ယမမင်းကစစ်မှာအဲ့တော့ယမမင်းရဲ့ဘုံတကိုးတေဇောအာနုဘောကလည်းကြီးလွန်းတော့သူရှိရောက်တဲ့လူကတယောက်မှလိန်ပြီးတော့မပြောရဲဘူးကြမ်းကျင်စရာမလိုဘူးရှင်းသလားလူပြည်မှာတော့ကြမ်းကျင်ပြီးတော့ပြောချင်ရပြောတာပေါ့ဗျာသဘောပါသလားအဲ့တော့ဟိုမှာတော့ကြမ်းကျင်စရာမလိုပဲနဲ့ကိုမမှန်တာမပြောရဲဒီတော့မေးပြီအမောင်လူသားမင်းလူပြည်မှာလေတော့ကအမိဝမ်းကောင်းတဲ့ကနေခက်ခဲမွေးဖွားလာတဲ့ဖွားကာစတငယ်လေးတွေများမင်းမြင်ဘူးသလားဟေးဦးဝဲနဲ့အနီးတုတ်ကလေးနဲ့မွေးဖွားစားကလေးလေးတွေမြင်ဘူးလားဒီလိုမေးမှာဟိုရောက်အဲ့တော့ခင်ဗျားတို့ကလည်းမြင်ဘူးတယ်ဆိုတော့ဒီငရဲသားလည်းမပြောမြင်ဘူးပါတယ်ခင်ဗျာဗါလဲမြင်ဘူးပါတယ်ခင်ဗျာတဲ့အေးဟုတ်ပြီမြင်ဘူးရင်အဲ့ဒီကလေးလေးတွေဟာချမ်းသာသလားဆင်းရဲသလားကွာဘယ်နဲ့နေလို့ဒီအနည်းတော့ကလေးနဲ့အမေဝမ်းကောင်းကထွက်လာတော့ကလည်းလေဒီကလေးလေးတွေဟာအမေပိုက်ထဲမှာနေတော့ကအစာဟောင်းပေါ်မှာငုတ်တုတ်ကလေးထိုင်ခေါင်းပေါ်မှာလက်ကလေးနှစ်ဖက်ရှက်ပြီးမြောက်အိုကလေးထိုင်တယ်လို့ကျုံလေးနေခဲ့ရမြောက်အိုကမှလှုပ်လို့ရသေးတယ်သူလှုပ်လို့မရအဲ့ဒီကနေပြီးတော့ဖွားချိန်ရောက်တော့ရေမွာပေါက်ဖွားလန်းကြောင်းလဲပွင့်ကြရောဇတ်ဆိုစောက်ထိုးဖြစ်သွားဟုတ်ပြီနော်စောက်ထိုးပြီးဖွားလန်းကြောင်းကနေဆင်းလိုက်တာအတူတရားနဲ့တဲ့ကြောက်ကြီးတွေကိုကြားတယ်လို့ထင်ရတယ်ရှင်းတယ်နော်ဝုန်းကနေဆိုဇတ်ဆိုမိသွားဒါမို့လို့မွေချင်းလက်တရားတခါတည်းလက်ကလေးပေါ်မှောက်တင်ပြီးတော့ကြောလေးပုတ်ပေးရတယ်အဲ့ကြမှာဟင်းဆိုတက်ကရှူးလာတာရှင်းသလားဘာဖြစ်လို့တိတ်ကြောက်သွားတာဘာဖြစ်တာတိတ်ကြောက်သွားတာအဲ့တော့အထဲမှာနေမထိလေမထိနေလာရကနေအပြင်ကိုဖြတ်ခနဲ့လေနဲ့နေနဲ့ထိလိုက်ပြန်တော့လေသူ့အသားရည်တွေကတခါတည်းတွန်းပြီးတော့တိတ်နာသွားတယ်လို့မွေးရတဲ့ဒုက္ခလွယ်သလားခင်ဗျားတို့ကျွတ်တို့ဒီလမ်းကြောင်းကမလာခဲ့ဘူးလားအဲ့လိုမွေးဖွားထားတဲ့ကလေးလေးဟာအနီးလေးနဲ့ဆိုတော့ကျင်ကြီးတွေလည်းဒီအနီးနဲ့ပါချအမေကိုကျင်ကြီးသွားခြင်းနဲ့ပြောနိုင်မလားကျင်ငယ်လည်းဒီထဲပဲပါချကျင်ကြီးလေးကျင်ငယ်လေးနဲ့မိဘကပြုစုမှလှုပ်နိုင်ကြိုင်နိုင်တယ်ရေးစားတယ်လို့ပြောနိုင်သလားနိုးကြိုစားတယ်လို့ပြောနိုင်သလားပူလာပြီးအမေအနီးဖြီပေးလို့ဟောဒါဖြင့်ဒီကလေးကချမ်းသာနေရလားဆင်းရဲနေတာဩဇာတိဟာဘာသစ္စာတော့အဲ့တော့အမောင်လူသားကအဲ့လိုကလေးလေးများမြင်ဘူးသလားလို့မေးတော့ခင်ဗျားတို့ဟောမြင်ဘူးတော့ဩဒီလိုကလေးမျိုးလေးနောက်ထပ်ငါဒီလိုမွေးရမှာတော့ကြောက်လာကြီးရဲ့ဒီဇာတိမရအောင်တော့ငါလှုပ်တော့မှပဲလို့များအမောင်တတိယဘူးသလားဟမ်တမတ်ရဘူးခင်ဗျာဘယ်သွားဖို့ထင်တယ်အိုးသွားဖို့အမတ်ပြည့်ပဲရှင်းသလားခင်ဗျားတို့တွေးဘူးသလားအမောင်စဉ်းစားဘူးသလားဆိုတော့သတိရသလားဆိုတော့ကျွန်တော်မရပါဘူးခင်ဗျာဆိုတော့အမောင်တဲမိတကူဗါတဲ့အမောင်အားလုံးပြောသမှာအမောင်တဲမိတကူတဲ့ကျွန်တော်မေ့ကြလို့မေ့တာမဟုတ်ပါဘူးဗျာသားတွေသမီးတွေလှုပ်ကြွေးနေရတာနဲ့မေ့တာပါဆိုတော့ဟာသားသမီးနဲ့မဆိုင်ဘူးအမောင်မေ့ပြစ်ဟာအမောင်နဲ့ပဲဆိုင်တယ်ရှင်းသလားအဲ့ဒီကြမှာဆင်ကြည်လဲလို့တော့ကျွန်တော်ဗျာအမေအတွက်လုံနေရလို့ပါအဖေအတွက်လုံနေရလို့ပါဆရာအတွက်လုံနေရလို့ပါဆင်ကြည်လဲလို့ဘာအတွက်မှဆင်ကြည်မလဲနဲ့အမောင်မေ့ပြစ်ဟာအမောင်သာဆိုင်တယ်ရှင်းလားအဲ့တော့လူပြည်မှာပဲဆင်ကြည်လဲလို့ရမယ်ဒါပေမဲ့ဟာမြန်မာပြည်မှာပဲရမယ်ယမမင်းစီမှာမရဘူးရှင်းလားခင်ဗျားတို့ဒါပေမဲ့နဲ့လက်ထွက်နေတာလေဒီပြည်တော်တို့လှုပ်တော့လှုပ်ချင်ပါတယ်ဗျာဒါပေမဲ့ရှင်းသလားအားသလားဟိသေဖို့အချိန်ရမေ့ကျင်တဲ့ကြုတ်ကခင်ဗျားတို့ဟမ်ရှေ့ရသေသွားလို့လူတွေလည်းအချိန်ရလို့သေသွားတာလားအချိန်မရတဲ့ကြားကသေသွားလားအချိန်မရတဲ့ကြားကသေသွားရင်တွေ့မယ်ဒီမှာဘယ်သူနဲ့တွေ့မလဲယမမင်းကြီးနဲ့တွေ့မယ်အခုမေခွန်းနံပါတ်1တို့ယောဂီတွေအလုံးအမှတ်ပြရပါတယ်မပူပါနဲ့ဟုတ်လားကောင်းပြီအဲ့ဒီကနေတဆင့်တက်တော့အမောင်တင်မေ့တယ်အမောင်မေ့ပြအမောင်သာဆိုင်တယ်ကဲရှိပါစီတော့မေခွန်းတစ်ခုထပ်မေးမယ်အမောင်လူပေါင်းလူလောကမှာနေတော့ကလူအိုတွေများမြင်ဘူးသလားကဲခင်ဗျားတို့
ဘယင်းနေရီတွန်းသွားတွေကျွန်းနားတွေလေးခါးတွေကိုင်းပြီးတော့မှလှုပ်လက်နဲ့အာမတန်နဲ့ပုဂ္ဂိုလ်တွေသူအိုသူမင်းနေမြင်မှုသလားအဲ့ဒီသူအိုသူမင်းတွေကသူတို့စိတ်သွားတိုင်းကိုပါသေးရလားသွားခြင်းရလဲမသွားနိုင်စားခြင်းရလဲအိတ်ခြင်းသလိုလဲလူကြီးတွေ60ကျော်လာရင်သာသိပါပြီဒီတည်းကလူမလေးပြတော့ညာကောင်းကောင်းကိုအိတ်မပြောဘူးညီလုံးတွေထုတ်ကြမရှိဘူးလားည2 နာရီလောက်မေးလိုက်ရရဲ့အမှန်တော့မဟုတ်ဘူးသူတို့ခန္ဓာကအသက်လည်းကြီးပြီနေ့လယ်မှာပင်ပန်းပန်းလည်းဘာမှမလုပ်ရတော့အိတ်ခြင်းက2 နာရီလောက်ဆိုပြည့်စုံနေပြီအဲ့တော့2 နာရီလောက်အိပ်ပြီးရင်တရားအထုတ်ဖို့သူတို့စဉ်းစားသလားမအိပ်ရလို့ညီးနေသလားနော်အဲ့ဒါပဲလူကြီးသူမအိပ်ရေးများမလိုပါရှင်းသလားအဲ့ဒါတော့ဥစ္စာရှိလာကြီးတော့ဥစ္စာကြီးတယ်သူမင်္ဂလာကခင်ဗျားတို့ရေးလိုက်ငားလိုက်လုံးမဲ့ဘုန်းကြီးမဟုတ်ဘူးလို့ဘုန်းကြီးရဲ့ညအိပ်မပြောလို့ဘလောက်အိပ်ပြောလို့2 နာရီလောက်အိပ်လိုက်ရတယ်ဝါနေပြီလို့ကျောင်းကယောဂီဆိုပို့ဆိုသေးနေ့လေလဲအချိန်ပြည့်ဓမ္မယုံပေါ်တက်ပြီးအိပ်နေတာသဘောပါလားအဲ့ဒါညမအိပ်ရလို့လည်းလာကြီးသေးတယ်အံ့နေခင်ဗျားတို့အိပ်စရာကိုမလိုတော့လို့မပျော်တော့တာခင်ဗျာခန္ဓာကအိပ်တာကိုလက်ကိုမခံတော့ဘူးအဲ့ဒါတရားအထုတ်နေလိုက်ရင်မပြီးဘူးလားအဲ့ဒါမအိပ်ရလို့တဲ့ကြီးနေတယ်ချမ်းသာသလားဆင်းရဲတယ်သူခင်ဗျားတို့အသက်100တန်းအခု85နှစ်တန်းဆိုကြပါစို့